ဘရာဇီးနိုင်ငံဂိုယာနီးယားမြို့၌ဖြစ်ပွားခဲ့သောနာမည်ကျော်ရေဒီယိုတတိကြွမှုဆိုင်ရာမတော်တဆမှုကိုအခြေခံထားတဲ့ရုပ်ရှင်ဇာတ်လမ်းဖြစ်ပါတယ်။ဇာတ်လမ်းအချင်းချုပ်ကိုစတင်လိုက်ရအောင်။ဘရာဇီးနိုင်ငံကစွန့်ပစ်ဆေးခန်းဟောင်းတစ်ခုထဲမှာတန်လိုတန်ဆရှာနေတဲ့လူနှစ်ယောက်ဟာထူးဆန်းတဲ့တန်ကတ်စုတစ်ခုကိုတွေ့ခဲ့ကြပါတယ်။သူတို့ကတန်ဖိုးကြီးမယ်ထင်ပြီးအိမ်ယူသွားခဲ့ပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကမြို့တစ်မြို့လုံးကိုအန္တရာယ်ထဲတွန်းပို့လိုက်တာပါ။အဲ့ဒီခဲဘူးထဲမှာပါလာတာက CCN 138ဆိုတဲ့အန္တရာယ်ရှိရေဒီယိုတတိကြွပစ္စည်းပါအမိုက်သိန်းသူတွေကနေတဆင့်စက်ယုံပိုင်ရှင်အီဗာနုစီရောက်အဲ့ဒီကနေတဆင့်အီဗာနုရဲ့ဇနီးအန်တိုနီယာစီဒီပစ္စည်းကိုကိုင်တွယ်ခဲ့တဲ့သူတိုင်းအနီးအနားမှာနေခဲ့တဲ့သူတိုင်းဟာအကြောင်းရင်းမသိတဲ့ယောဂဝေဒနာတွေကိုတယောက်ပြီးတယောက်ခံစားလာရတဲ့အစားစိတ်တင်တာလို့ထင်ခဲ့တဲ့ဒီယောဂတွေဟာတကယ်တော့လူခန္ဓာကိုယ်ကိုအတွင်းကနေတဖြည်းဖြည်းစားတောက်နေတဲ့ရေဒီယိုတတိကြွအစိတ်တင်ခြင်းဖြစ်နေခဲ့တယ်။ကျမ်းမာရေးဌာနကိုအန်တိုနီယာရောက်တဲ့အချိန်မှာတော့အခြေအနေကထိမ့်မနိုင်သိမ့်မရဖြစ်နေပါပြီ။လူတွေပြုတ်အန်တဲ့ခန္ဓာကိုယ်တွေလောင်ကျွမ်းတယ်လို့ခံစားနေရတဲ့ဒီပစ္စည်းဟာမြို့တစ်ခုလုံးကိုအန္တရာယ်ဖြစ်စေမဲ့အချိန်ကိုက်ပုံတစ်ခုဖြစ်နေခဲ့ပါပြီ။ဒါဟာလူသမိုင်းမှာအဆိုးရွားဆုံးရေဒီယိုတတိကြွမှုမတော်တဆမှုတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ဟုတ်ကဲ့အဲ့ဒီဖြစ်ရက်က100%ဖြစ်ရမှန်ဖြစ်ပါတယ်။ဒါကိုဂိုယာနီးယားမတော်တဆမှုလို့ခေါ်ပြီး1980ခုနှစ်စက်တင်ဘာလမှာဘရာဇီးနိုင်ငံဂိုယာနီးယားမြို့မှာဖြစ်ပွားခဲ့တာပါကမ္ဘာသမိုင်းမှာနျူကလ িয়ার စွမ်းအင်နဲ့ပတ်သက်ပြီးအဆိုးရွားဆုံးသောမတော်တဆမှုတွေထဲကတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်ဒီအဖြစ်အပျက်ဟာမှတ်တမ်းဝင်သွားခဲ့ပြီးလူတွေကဒီနေ့ထိဂိုယာနီးယားအက်ဆီဒင့်ကိုမမေ့နိုင်ကြသေးပါဘူး